British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင် British တွေခရောက်တင်ဆက်ပေးမယ့်သတင်းကြောင်းလေးကတော့ဆိုင်ကလုန်းမုန်တိုင်းသတင်းတွေပဲဖြစ်ပါရီလက်ရှိတွင်ဘင်္ဂလားပင်လယ်အော်နဲ့လေဖိအားနည်းရပ်ဝန်းတစ်ခုစတင်ဖြစ်ပေါ်နေပြီး၎င်းဟာအရှိန်ဟုတ်ဖြင့်အားကောင်းလာကမြန်မာကမ်းရိုးတန်းတို့ဦးတည်လာနေတဲ့အခြေအနေကြောင့်မိုးလေဝသနဲ့ဇလဗေဒပညာရှင်များကအထူးသတိပေးချက်ထုတ်ပြန်လာပြီးဖြစ်ပါရီဤလေဖိအားနည်းရပ်ဝန်းဟာကမ်းရိုးတန်းဒေသများတွင်မုန်တိုင်းတည်ရသက်ရှင်လေပြင်းတိုက်ခတ်ခြင်းနဲ့အခြေခံမှုမိုးတဲထန်စွာရွာသွန်းခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ခြင်းဖြင့်ရခိုင်ကမ်းရိုးတန်းနဲ့မြဝကျော်ပေါ်ဒေတာရှိပြည်သူများအတွက်အလွန်စိုးရိမ်နေရတဲ့အနေအထားတွေရှိနေပါတယ်အထူးသဖြင့်ရခိုင်ပြည်နယ်အတွင်းတပ်ပွဲများကြောင့်နေရာဆွတ်ခွာနေရတဲ့စစ်ဘေးရှောင်များအတွက်ခိုင်မာတဲ့အဆောက်အအုံနဲ့အကာအကွယ်မရှိခြင်းကဘေးအန္တရာယ်ကိုပုံမကြီးထွားစေခဲ့တဲ့ဖြစ်ပါတယ်ဘင်္ဂလားပင်လယ်အော်ရဲ့အခြေအနေမှာအချိန်နဲ့အများပြောင်းလဲနေပြီးမကြာမီနိုင်ရေးပိုင်းအတွင်းမှာဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ကူးပြောင်းသွားနိုင်တဲ့အတွက်ကမ်းရိုးတန်းတလျှောက်ရှိငါးဖက်လေများနဲ့ပြည်သူများအနေဖြင့်အထူးသတိပြုရန်လိုအပ်နေတာဖြစ်ပါတယ်နိုင်ငံရေးအရာအောင်ပွဲများရရှိနေတဲ့အချိန်တွင်တပွားပေးကြောင်းပြည်သူများထိခိုက်ဆုံးရှုံးမှုမရှိစေရန်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနဲ့တော်လှန်ရေးတပ်ဖွဲ့များကလည်းမျက်ခြေမပြတ်စောင့်ကြည့်ကအစွမ်းကုန်ကြိုးပမ်းနေကြကြောင်းသိရှိရပါတယ်။ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာယခုအခါအရှိန်ဟုတ်ဖြင့်အားကောင်းလာနေပြီးမုန်တိုင်းအဆင့်သို့ကူးပြောင်းသွားပြီဖြစ်ရာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအန်ဒီရရှိမှုအခြေအနေကိုပြသတဲ့အဝါရောင်အဆင့်ကနေအနီရောင်အဆင့်သို့တရားဝင်တိုးမြင့်တမလိုက်ပြီဖြစ်ပါတယ်။ဒီအနီရောင်အဆင့်တီမုန်တိုင်းဟာမြန်မာကမ်းရိုးတန်းသို့ဦးတည်ရောက်သမကနိုင်ပိုင်းအတွင်းဝင်ရောက်တိုက်ခိုက်တော့မယ့်အခြေအနေကိုဖော်ပြနေခြင်းဖြစ်သောကြောင့်တနိုင်ငံလုံးအတိုင်းအတာဖြင့်အထူးစိုးရိမ်နေတဲ့အခြေအနေသို့ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။မုန်တိုင်းရဲ့ဗဟိုချက်ဟာရခိုင်ကမ်းရိုးတန်းနဲ့မြဝကျော်ပို့ဒေတာများတို့တိုက်ရိုက်ထိမှန်နိုင်ခြင်းရှိပြီးလေတိုက်နှုန်းမှာတနအီနဲ့မှိုင်ပေါင်းများစွာအထိမြင့်တက်လာနိုင်ကဒီလိုင်းများမှာလည်းပေအတော်တန်အထိမြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားလည်းဖြစ်ပါတယ်။အနီရောင်ဆင့်သို့ပြောင်းလဲသွားတဲ့ဤမုန်တိုင်းကြီးဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲများအကြားတွင်ပြည်သူများအတွက်အကြီးမားဆုံးသောစံတက်ချက်တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။ကမ်းရိုးတန်းတခြားရှိပြည်သူများအနေဖြင့်အမြင့်ပိုင်းနဲ့ဘေးကင်းရာအဆောက်အအုံများသို့အများဆုံးရွှေ့ပြောင်းကြရန်လို့ဆိုထားခဲ့လည်းဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်ရှိမုန်တိုင်းမှာအနီရောင်ဆင့်သို့ရောက်ရှိလာခြင်းနဲ့အတူမုန်တိုင်းရဲ့အရှိန်ကြောင့်မြန်မာကမ်းရိုးတန်းဒေသများတွင်မိုးတဲထန်စွာရွာသွန်းပြီးရေလိုင်းနဲ့တည်ရအမြင့်မှာ12ပေအထိအရှိန်ဟုန်ဖြင့်မြင့်တက်လာနိုင်တဲ့အတွက်အလွန်စိုးရိမ်နေရတဲ့အခြေအနေသို့ရောက်ရှိနေလည်းဖြစ်ပါတယ်။ဘင်နယ်ပြင်အတွင်းရှိလေတိုက်နှုန်းမှာလည်းတနင်္လာနေ့မှိုင်ပေါင်းများစွာထိပြင်းထန်လာနိုင်ပြီး၎င်းရဲ့တွန်းအားကြောင့်ဖြစ်ပေါ်လာတဲ့မုန်တိုင်းတည်ဟာကမ်းရိုးတန်းတစ်လျှောက်ရှိကြေးရများနဲ့မြင်းနေပိုင်းဒေသများကိုရုပ်ချလွှမ်းမိုးသွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။12ပေအမြင့်ရှိတဲ့ဒီရေလိုင်းများသည်အဆောက်အအုံများနဲ့အသက်အိုးအိမ်များကိုဆိုးရွားစွာပျက်စီးစေနိုင်တဲ့ဖြင့်ကမ်းရိုးတန်းနေပြည်သူများအနေဖြင့်အချိန်မဆိုင်ပဲအများဆုံးနေရာပြောင်းရွှေ့ကြရန်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်လိုအပ်လာပြီးဖြစ်ပါသည်။ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာတဲ့ဆိုင်ကလုန်းမုန်တိုင်းဟာအရှိန်ဟုတ်ဖြင့်အားကောင်းလာကမြန်မာနိုင်ငံဘက်သို့တဖြည်းဖြည်းတက်တက်မဲ့မဲ့ဦးတည်ရွေ့လျားလာနေပြီဖြစ်ကြောင်းမိုးလေဝသပညာရှင်များကအရေးပေါ်သတိပေးချက်ထုတ်ပြန်လာပြီးဖြစ်ပါသည်။မုန်တိုင်းရဲ့အရှိန်ကြောင့်ကမ်းရိုးတန်းတစ်လျှောက်တွင်12ပေအထိမြင့်တက်လာနိုင်တဲ့ဒီရေလိုင်းအန်ဒီရဲ့သမကပြင်းထန်တဲ့မိုးတဲထန်စွာရွာသွန်းမှုများနဲ့အတူနောက်ဆက်တွဲဖြစ်ပေါ်လာမယ့်ရေကြီးရေရှမ်းမှုများအတွက်ပါကြိုတင်ပြင်ဆင်ကြရန်ပညာရှင်များကအထူးတိုက်တွန်းထားလည်းဖြစ်ပါတယ်။နိုင်ငံရေးအရာအလက်ပြောင်းများဖြစ်ပေါ်လာနေပြီးလုံခြုံရေးတင်းကျပ်ထားတဲ့ဤကာလတွင်တပွားပြီးအန်ဒီယာကပါတရရိပ်နေကလာနေခြင်းမှာပြည်သူများတော်တော်စိုးရိမ်စရာအခြေအနေတရက်ဖြစ်ပေါ်လာခဲ့လည်းဖြစ်ပါတယ်။မြဝကျော်ပို့ဒေတာနဲ့ရခိုင်ကမ်းရိုးတန်းရှိမြေနေပိုင်းဒေတာများတွင်ရေကြီးရေရှမ်းမှုထံကိုဆိုးရွားဆုံးခံစားနိုင်တဲ့ဖြင့်ပြည်သူများအနေဖြင့်ရခိုင်ချောင်းဆေးဝါးနဲ့အရေးပေါ်သုံးပစ္စည်းများကိုကြိုတင်စုဆောင်းထားကြလိုအပ်နေတာဖြစ်ပါတယ်။မုတ်တိုင်းဟာမြန်မာနိုင်ငံဘက်သို့ဦးတည်လာနေခြင်းကြောင့်ကုန်တွင်းပိုင်းဒေတာများတွင်ပါလေပြင်းတိုက်ခိုက်ခြင်းနဲ့မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ရာပြည်သူလူထုတရားလုံးအနေဖြင့်အသက်အိုးအိမ်စီစဉ်ကိုတပွားဘေးကြကနေကာကွယ်နိုင်ရန်အတွက်မိုးလေဝသသတင်းများကိုလည်းမျက်ခြေမပြတ်စောင့်ကြည့်ရန်အထူးအရေးကြီးတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံတောင်ပိုင်းကိုမေလတတိယပတ်အတွင်းမှာမုတ်တုံစဝင်ပြီးမိုးကြိုးနဲ့လေပြင်းတိုက်ခတ်မှုတွေဖြစ်လာနိုင်တဲ့ကြောင့်ဒေသခံတွေသတိပြုနေထိုင်ကြဖို့မိုးစလားကအတိပေးထုတ်ပြန်ကြေညာထားခဲ့လည်းဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာမေလဒုတိယပတ်အတွင်းမုတ်တုံလေတိဆောက်မှုအားအလွန်ကောင်းမှာဖြစ်ပြီးတတိယပတ်အတွင်းမှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုမုတ်တုံတွေစတင်ဝင်ရောက်ကမိုးဥက္ကလာကိုရောက်ရှိလာမှာဖြစ်တယ်လို့မိုးလေဝသခန့်မှန်းသူတွေကပြောဆိုထားပါတယ်။အနောက်တောင်မုတ်တုံတွေဟာမေလ9ရက်နေ့နောက်ပိုင်းအီကွေတာအနီးနေဘင်္ဂလားပင်လယ်အော်တွင်ကိုအရှိန်ဟုန်နဲ့စတင်ထိုးပြီးတော့ဝင်ရောက်လာမှာဖြစ်ပြီးမေလ18ရက်နေ့ကနေ20ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်အလဲပိုင်းနဲ့အမြောက်ပိုင်းတွေမှာမုတ်တုံလေးဝဲတွေပို့ပြီးတော့ဆူစီလာနိုင်လို့ဆိုထားခဲ့တဲ့ဖြစ်ပါတယ်။မိုးဥက္ကလာမုတ်တုံစတင်ဝင်ရောက်တဲ့အချိန်မှာကုန်းတွင်းပိုင်းအပူရှိန်နဲ့ပင်လယ်ကဆိုထိုင်းစတွေကြောင့်မိုးတိမ်တောင်တွေအားကောင်းနဲ့ဖြစ်ထွန်းနိုင်တာကြောင့်လေပြင်းတိုက်ခတ်တာတွေမိုးကြိုးပြတာတွေကိုအထူးပြုစိုက်ဖို့လိုတယ်လို့မိုးလေဝသခန့်မှန်းသူတွေကသတိပေးထားခဲ့တဲ့ဖြစ်ပါတယ်။ရန်ကုန်တိုင်းအပါအဝင်မြန်မာနိုင်ငံတောင်ပိုင်းတွေမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအလွန်ကောင်းနေပါတယ်။မိုးလေဝသဂျိုတုကပုံရလက်ရှိရန်ကုန်တိုင်းနဲ့မြဝကျော်ပေါ်တကြောဖြစ်နေတဲ့မိုးတိမ်တောင်တွေရဲ့တိတ်ထိပ်အပူချိန်ဟာ80ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိကျဆင်းနေတာတွေ့ရပါတယ်။ဒါဟာရိုးရိုးမိုးတိမ်မဟုတ်ပဲအလွန်ထူးထပ်မြင့်မားတဲ့အင်အားပြည့်တဲ့မိုးတိမ်တောင်ဖြစ်နေတဲ့လက္ခဏာပါလို့မိုးလေဝသခန့်မှန်းသူကပြောဆိုထားပါတယ်။
အဲ့ဒီအခြေအနေတွေကြောင့်လမ်းမများပေါ်မှာသွားလာနေကြတဲ့သူတွေပင်လယ်ပြင်နဲ့မြစ်ချောင်းအတွင်းသွားလာနေကြတဲ့ရေရင်ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့လယ်စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်တဲ့သူတွေအထူးဂရုစိုက်ဖို့တက်ကြွထားခဲ့လည်းဖြစ်ပါတယ်။မိုးတက်နေပြင်ကျရတဲ့အချိန်မှာတစ်ပင်အောင်တက်တိုင်းတကြိုနဲ့နီးစပ်တဲ့နေရာတွေမှာမနေကြဖို့လက်ကွင်းနဲ့ရေကန်အနေမှာမနေပဲအတနိုင်ဆုံးအဆောက်အုံထဲမှာပဲဝင်ရောက်နေထိုင်ကြဖို့ဖုန်းအားတွေ့တဲ့မျိုးလဲရှောင်ရှားကြဖို့တတိပေးထားခဲ့လည်းဖြစ်ပါတယ်။အကြောင်းရတဲ့ဆက်ပြီးမှကျွန်မတို့ကိစ္စနာကိုပြောပါရှင်အပိနာဆင်မှုအကျွဲအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်